လောက်ရှင်တဦးအနေနဲ့အလုပ်သမားတွေအလုပ်ထုတ်တော့မယ်ဆိုရင်လိုက်နာရမယ့်ဥပဒေတွေရှိပါတယ်။ပထမဆုံးအရေးကြီးဆုံးအချက်ကကြိုတင်အသိပေးခြင်းပါ။အလုပ်ရက်စဲတော့မယ်ဆိုရင်အလုပ်ရှင်အနေနဲ့ရက်ပေါင်း60ကြိုတင်ပြီးတော့အကြောင်းကြားရပါမယ်။အကြောင်းမကြားဘဲရုတ်တရက်အလုပ်ထုတ်လိုက်ရင်ဘာဖြစ်မလဲ။အလုပ်ရှင်ကနောက်ဆုံးရက်60စာအတွက်လစာကိုလျော်ကြေးဖြစ်ပေးရပါလိမ့်မယ်။အဲ့ဒါအပြင်ဝန်ထမ်းကိုသူ့ရဲ့အမှားကြောင့်မဟုတ်ဘဲနဲ့အလုပ်ထုတ်လိုက်မယ်ဆိုရင်လုပ်သက်အလိုက်လျော်ကြေးပေးရမယ့်တာဝန်ရှိပါတယ်။လုပ်သက်4လကနေ1နှစ်အောက်ဆိုရင်ရက်30စာလုပ်သက်1နှစ်ကနေ3နှစ်အောက်ဆိုရင်ရက်90စာလုပ်သက်3နှစ်ကနေ6နှစ်အောက်ဆိုရင်ရက်180စာလုပ်သက်10နှစ်နဲ့အထက်ဆိုရင်ရက်300စာစသဖြင့်လျော်ကြေးပေးရမှာပါတချို့အထူးအခြေအနေတွေမှာပုံမှန်လျော်ကြေးအပြင်အပိုဆောင်လျော်ကြေးကိုပါရရှိနိုင်ပါသေးတယ်ဥပမာအလုပ်ရှင်ကစက်ပစ္စည်းအသစ်တွေအစားထိုးလို့ဒါမှမဟုတ်လုပ်ငန်းနေရာပြောင်းရွှေ့တာကြောင့်ဝန်ထမ်းအင်အားလျှော့ချတာမျိုးဆိုရင်အဲ့ဒီအပိုဆောင်လျော်ကြေးကိုရရှိနိုင်ပါတယ်ဦးချင်းတယောက်ချင်းကတော့တမျိုးပေါ့နော်ကိုအစိုးရပြောလိုက်ဒီလိုဖြုတ်မယ်ဆိုရင်တော့ပထမကျွန်တော်တို့နံပါတ်1အလုပ်သမားခေါ်ယူတဲ့အချိန်မှာအလုပ်သမားနဲ့ဒီအလုပ်ရှင်နဲ့သဘောတူညီချက်တာကျုပ်ပေါ့နော်အလုပ်သမား6လခိုင်းမယ်စံတက်ကလာ4လခိုင်းမယ်အလုပ်မကြိုးစားဘူးတတ်မှတ်ထားတဲ့အရေးသွေးမပြည့်ဘူးအလုပ်သမားတွေကသူတို့တတ်မှတ်ထားတဲ့စာလုံးမပြည့်ဘူးဆိုရင်အလုပ်ဆက်မခံပါဘူးဆိုတဲ့စာကျုပ်ပေါ်မှာမူတည်ပြီးတော့မှအလုပ်ရှင်ကပြန်သုံးသပ်ရတာပေါ့နော်အိုးတွေမှာအတိလိုဟာမျိုးကိုကြည့်ပြီးလို့ရှိရင်အလုပ်သမားလည်းတကယ်လည်းအလုပ်မလုပ်တာလည်းဖြစ်တယ်အလုပ်သမားကလည်းတကယ်လည်းသူတို့တတ်မှတ်ထားတဲ့စံချိန်မမီတဲ့အလုပ်သမားဖြစ်နေမယ်ဆိုရင်တော့အလုပ်ဖြုတ်လို့ရတယ်အစိုးရပြင်ဖြုတ်ပြုတ်တယုံလုံးပဲဖြုတ်ပြုတ်သူဖြုတ်နိုင်ဖြုတ်ပေါ့နော်အတိဖြုတ်တဲ့အချိန်မျိုးမှာအလုပ်သမားတွေကကွန်ပဏီတက်လို့မရဘူးဘာလို့စာချုပ်မှာပါနေလို့အတိမှာစာချုပ်ကတော့တန်တတ်မရှိဘူးကောင်းလို့ခိုင်းသွားမယ်ဆိုလို့စာချုပ်တွေလည်းရှိတယ်အလုပ်သမားကိုလုပ်ငန်းအဆင်ပြေခိုင်းသွားမယ်ပေါ့နော်သူတို့ order တွေအများကြီးရှိခိုင်းသွားမယ်ဆိုပြီးတော့စာချုပ်မှာတက်တမ်းမထည့်ပဲနဲ့ချုပ်ရင်လည်းသူကအတိစာချုပ်ရတော့အလုပ်သမားကိုဦးတယောက်ချင်းချုပ်တာတော့ကြောင်းမအုပ်လိုက်ကြီးဖြုတ်လို့မရခိုင်းညလို့ခိုင်းမယ်ငါတို့လုံးမရှိဖြုတ်မယ်ဆိုတာဥပဒေမှာအဲ့လိုမပြတမ်းတာဒါပေမဲ့တချို့အခြေအနေတွေမှာတော့အလုပ်ထုတ်ခံရပေမဲ့ရော်ကြေးရမှာမဟုတ်ပါဘူးဒါတွေကိုလည်းသိထားဖို့လိုပါတယ်ကိုယ်တိုင်ဆန္ဒအလျောက်အလုပ်ထွက်တာအကြောင်းပြချက်မရှိဘဲနဲ့3ရက်ဇက်တိုင်အလုပ်ပြက်ကွက်တာရာဇဝတ်မှုဆိုင်ရာပြစ်မှုကျူးလွန်တာဒါမှမဟုတ်အလုပ်ရှင်ကိုတမင်တကာထိခိုက်အောင်လုပ်တာလုပ်ငန်းစည်းမျဉ်းတွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်တာတရားရုံးအမိန့်နဲ့ဖမ်းခံရတာဒါမှမဟုတ်ထောင်ကျတာဒီလိုအခြေအနေတွေမှာဆိုရင်တော့လျော်ကြေးရရှိမှာမဟုတ်ပါဘူးเนาะဘီကွန်မြန်မာသတင်းဌာန